မင်္ဂလာပါခင်ဗျာကျွန်တော်လူခါဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel အားပေးကြတဲ့စာချစ်သူမိတ်ဆွေများအတွက်တိုဂျိုမျိုးလေကောင်ကတုံမဲတကောင်ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ကြားတင်ဆက်ပေးချင်ပါတယ်ကျေးဇူးပြု၍နားဆင်ပေးကြပါအောင်ခင်ဗျာတိုဂျိုမျိုးလေကောင်ကတုံမဲတကောင်ဘေးပေါက်ကုန်းလိုက်ရှိကိုကျွန်တော်ရောက်သွားတော့သူကသုံးဘူးမြောက်ဘီယာဘူးကိုစဖောက်နေပြီသူ့နားမှာတောက်ပြီးသားဘီယာဘူးကွန်တစ်ခုကပိန်ရှုံလဲလျောင်းလို့ sorry ဗျာနည်းနည်းနောက်ကျသွားတယ်လို့ကျွန်တော်ကပြောတော့သူကသူ့လက်ကနိုင်ကိုတစ်ချက်ကြည့်လိုက်ပြီးဆရာကနောက်မကျပါဘူးကျွန်တော်ကဇောနေတာတဲ့ပြောရင်သူကရေလိုက်သေးတယ်ကျွန်တော်လဲသူ့နားမှာကပ်ရက်လိုက်တယ်လာပြီးလို့ကျေးဇူးတင်ပါတယ်ဆရာရဲ့ဒါနဲ့တခုတော့တောင်းဆိုခြင်းတယ်သူကပြောလိုက်ရင်သူ့လက်ထဲကဘီယာဘူးကိုတစ်ချက်မောလိုက်သေးတယ်ဟုတ်ပြောပါလို့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်နာမည်ရဲ့ကျွန်တော်ဘယ်သူဆိုတာရဲ့အဲ့ဒါတွေတော့ထဲ့မရေးဖို့တောင်းဆိုခြင်းပါတယ်ကျွန်တော်လဲရပါတယ်ဗျာဒါကကျွန်တော်တို့စာရေးသူတွေလိုက်နာမယ်ကြည့်ုံတစ်ခုပဲလို့ပြောလိုက်တယ်အဲ့ဒီမှာသူကစပြောတော့တာပဲကျွန်တော်ကဂျပန်ကိုမြန်မာပြည်ကနေတိုက်ရိုက်လာတာမဟုတ်ဘူးကျွန်တော်ကတင်မောဘော်ကနေမှခုန်ချခဲ့တာသူ့ရဲ့ပထမဆုံးစကားနဲ့တင်ကျွန်တော်ကြက်တီတီသွားမိတယ်ကျွန်တော်ဘဝမှာအထူးသဖြင့်ဂျပန်ရောက်နေတဲ့ကျွန်တော်နဲ့တီကျွမ်းတဲ့မိတ်ဆွေတွေထဲမှာဂျပန်ကိုတင်မောနဲ့လာပြီးခုန်ချနေခဲ့သူတယောက်မှမရှိပဲကိုတင်မောသားဘဝတော့ဆရာရဲ့မပြောချင်တော့ပါဘူးပင်လေတဲ့အိတ်ပင်လေတဲ့စားကုန်းမော်တက်ခွင့်ကန်းခတ်ခွင့်ရပြီဆိုတော့လေကုန်းမော်တက်စားပေါ့ဟာဟာသူကသူ့စကားကိုသူ့ဘာသူသဘောကျတယ်လို့နဲ့ပြောရင်းရေတယ်ကျွန်တော်ကတော့တင်မော်သားဆိုတဲ့သူ့ကိုလူထုလူဆန်းတယောက်လိုကြည့်နေမိတယ်အတိတ်ကာလတွေကနေပြန်ဆယ်ရရင်တင်မော်သားဆိုတာဒေါ်လာတွေစားရတာရဲ့ကားစီးနိုင်တာရဲ့တထေးစင်းဝင်တာရဲ့ပဲရက်ွက်ထဲမှာသူကတင်မောသားဆိုတာနဲ့ကျွန်တော်တို့ကအထင်ကြီးအားကြအတူယူရတာမဟုတ်လားကျွန်တော်ပြောချင်တာကဆရာရဲ့တင်မောသားဘွားကိုမဟုတ်ဘူးဂျပန်ရောက်လာပြီးတဲ့နောက်ကကျွန်တော်ဘွားကိုပြောချင်တာပွင့်လင်းပြောရင်ကို့ပေါင်ကိုလှန်ထောင်းချင်တာပေါ့ဆရာရဲ့ဟင်းဟင်းကျွန်တော်ဘာမှမပြောမိဘူးသူ့စကားတွေကိုပဲအားစိုက်နားထောင်ဖြစ်တယ်သူ့အသားရည်သူ့အသက်သူ့အမူအရာတွေအားလုံးကိုကျွန်တော်ဘာမှပြန်ပြောပြမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူကမပြောပြစေချင်လို့ပေါ့။ဒါပေမဲ့သူ့လေတံကိုတော့ကျွန်တော်အမိရဖမ်းမိအောင်နားထောင်နေမိတယ်။ဂျပန်ရောက်ပြီးတဲ့နောက်ကျွန်တော်အမျိုးသမီးတစ်ယောက်နဲ့ဆုံတယ်။ချစ်ကြိုးတွေ့မိတယ်ပဲပြောရတော့ဆရာရဲ့။ကျွန်တော်သူ့ကိုတိတ်ချစ်ခဲ့တယ်။ကျွန်တော်ရဲ့တင်မောသားဘဝမှာအမျိုးသမီးအမျိုးမျိုးနဲ့ဆုံခဲ့ဘူးပေမဲ့ဂျပန်မှာဆုံရတဲ့အဲ့ဒီအမျိုးသမီးကတော့မှတ်မရပါပဲကျွန်တော်ယူခဲ့တယ်ပဲပြောပါတော့ဆရာရဲ့ကျွန်တော်မရှက်တော့ပါဘူးဟဲဟဲသူကပြောလိုက်ရင်ထပ်ရေပြန်တယ်ကျွန်တော်လည်းအလိုက်တင်ပဲရေလိုက်မိသေးတယ်ဒါပေမဲ့သူ့ဘက်မှာရှိနေတဲ့ကျွန်တော်စိတ်ကျွန်တော်ခံစားမှုကိုတော့ပျောက်မသွားစေခဲ့မိဘူးဒါမှလည်းသူ့စိတ်သူ့ရုပ်သူ့တဘောသူ့ဖြစ်တည်မှုကိုကျွန်တော်ကအမိရဖမ်းနိုင်မှာမဟုတ်လားအဲ့ဒီအမျိုးသမီးနဲ့ဝေးပြီးတဲ့နောက်မှာကျွန်တော်ဘဝအမှောင်ထဲကိုဆက်ရောက်ခဲ့တယ်ပြောရမလားပဲကျွန်တော်ဘဝတစီချိုးပြောင်းလဲသွားခဲ့တယ်သူကပြောလက်ဆက်စကားကိုရက်ပြီးလက်ထဲကဘီယာဘူးကိုမော့တောက်တယ်ဘာဘာဘူတာစီကနေယထာတွေဝင်လာလိုက်ထွက်သွားလိုက်အတန်ကကျွန်တော်တို့အနားကိုစူးညံ့ညံ့လာရိုက်တယ်လီဟာဒုံကြီးကုံတိုက်လမ်းကြားထဲကနေပြေးထွက်လာပြီးကျွန်တော်တို့ရှိနေတဲ့အဝိုင်းတွေကိုဝေ့တိုက်တယ်စကတ်တူနဲ့ចောင်းသူလေးတွေဟာလေနဲ့တူလွင့်တက်သွားတဲ့သူတို့ရဲ့စကတ်တွေကိုလက်နဲ့ဖိချရင်ရေနေကြတယ်။တရားအောင်မှာတော့အနီရောင်မီးပိုင်ကိုဖြတ်ဖို့လူတချို့ရက်ဆောင်လို့ပထမတော့သူ့လိုကိုလိုလိုပဲထင်တာအမှန်မတင်တွေ့တယ်တောက်တယ်စကားပြောတယ်အဆင်ပြေရင်အတူတူရှိဖြစ်ကြတယ်။နောက်တော့မှအဲ့ဒါကအမတ်တမဲ့မဟုတ်ပဲအဲ့ဒါမျိုးကလှိုင်းလုံးကြီးတစ်ခုအနေနဲ့ကျွန်တော်ရောက်နေတဲ့လူအတိုင်းဝင်ကြားထဲမှာ
နေရာတနေရာအနေနဲ့ရှိနေတယ်ဆိုတာကိုသိခဲ့ရတယ်သူကပြောလိုက်ရင်သူ့လက်ထဲကဘီယာဘူးကိုတစ်ချက်မောလိုက်ပြန်တယ်ဘီယာနှံကကျွန်တော်နှာခေါင်းထဲအထိပါခက်ပြင်းပြင်းပြေးဝင်လာတယ်ပြောရရင်ဆရာရဲ့အဲ့ဒီလောကကြီးထဲမှာကျွန်တော်နှင်မုန်းမျောပါသွားတယ်ကျွန်တော်စကားနဲ့ပြောရရင်ပရိုစီတယ်လို့ပြောကြတယ်ပတ်စံပေးရမလို့အကောင် free ပေါ့တငယ်ချင်းလည်းမဟုတ်ချစ်သူတွေလည်းမဟုတ်အတူဆုံကြတယ်စကားပြောကြတယ်ရှောက်လေကြတယ်ဘသူကမှဘသူကမှတောင်းယူစရာမလိုသူရောကိုရော profile မှာစင်ငယ်ပဲအဆင်ပြေရင်အချိန်တစ်ခုကိုနှီးရောညပါအတူတူဖြတ်တန်းကြတယ်သူလည်းကြီးစားမဲ့ကိုလည်းကြီးစားမဲ့ဒါပေမဲ့ဟူးသူကပြောလက်စစကားကိုရက်ပြီးလေဘူးကြီးတွေကိုမှုတ်ထုတ်တယ်အခုချိန်ထိကျွန်တော်စကားတွေကပြင်းစရာကောင်းနေမယ်ဆိုတာကျွန်တော်ထင်တယ်ဟုတ်တယ်မို့လားဆရာသူကပွင့်လင်းမိလိုက်ပေမဲ့ကျွန်တော်မဖြေဖြစ်ခဲ့လွတ်လပ်ပွင့်လင်းနေတဲ့ခေတ်ကြီးထဲမှာဒါတွေကအထူးဆန်းမှမဟုတ်တာလားဒါပေမဲ့ဆရာတိတ်မကြဘူးကျွန်တော်နေမကောင်းဖြစ်တယ်ဆေးကောင်သွားလိုက်တော့သွေးဆေးရမယ်တဲ့စစ်လိုက်တော့အဖြေကHIV တဲ့အဲ့ဒီနေရာအရောက်မှာကျွန်တော်ကောင်းဟာစက်ခနေမော့ပြီးသူ့ကိုကြည့်မိတယ်ကျွန်တော်မျက်လုံးတွေကကြောက်ရွံ့တုန်လို့အားတင်းလို့ဆရာစိတ်ဝင်စားတော့ကြီးမော်လားဟင်းကျွန်တော်ဘာမှပြန်မဖြေဖြစ်ဘူးကျွန်တော်နှကန်းတွေကိုဘယ်လက်နဲ့အုပ်ပြီးလေဘူးတွေကိုမှုတ်ထုတ်နေမိတယ်စိတ်မူရတဲ့ဆရာရဲ့ HIV ကအဆင့်30ရှိတယ်ဒါအောင်မပြောခင် HIV ရောဂါဘယ်ကစလာတယ်ဆိုတာလေးပြောပြရစီဆရာတီးပြီးသားဖြစ်ခြင်းဖြစ်မှာပါဒါပေမဲ့ကျွန်တော်တိထားလေးထပ်ပြောလိုက်ရင်ဆရာရေးတဲ့အခါပို့ပြီးပြည့်စုံသွားမယ်ထင်လို့ပါကျွန်တော်လည်းဘာမှပြန်မပြောဖြစ်တော့ဘူးကျွန်တော်ကဆေးပညာနဲ့ပတ်သက်ပြီးဘာမှမသိတော့သူ့ပြောစကားတွေကိုပဲငြိမ်ပြီးနားထောင်ဖြစ်တယ် HIV ရောဂါအစကအာဖရိကမှာရှိတဲ့ချင်ပန်ဇီတွေကနေစတာအဲ့ဒီကနေမှလူတွေစီကိုရောက်လာတာအဓိကကူတာကတော့ချင်ပန်ဇီတွေရဲ့အသားကိုလူတွေစားတာကနေစတာဆရာချင်ပန်ဇီတွေစီမှာတော့က HIV မဟုတ်သေးဘူးစိုင်မီယန်အနေနဲ့ပဲရှိတာဒါတွေကထားတော့ဆရာရဲ့ပြောရရင်ကျွန်တော်မှအဲ့ဒီ HIV ရောဂါကြီးရောက်လာတယ်ဘယ်ဟာကူးတယ်ဘယ်သူကစဖြစ်တယ်ကျွန်တော်မသိပါဘူးဒီလိုပဲတငယ်ချင်းလည်းမဟုတ်ဘာလည်းမဟုတ်ပဲအတူတူဆုံညစားကြအဆင်ပြေရင်အတူနေပြကြနဲ့ HIV ကကျွန်တော်မှရှိလာခဲ့တာပါအကာအကွယ်မတုံးပါမတုံးနဲ့စိတ်လိုလိုက်ရာကနေစတယ်လို့ပြောရမှာပေါ့ဆရာရဲ့ HIV မှာအဆင့်3ဆင့်ရှိတယ်ဆရာပထမအဆင့်ကလောလလတ်ခံစားပြီးချက်ချင်းသိတဲ့အဆင့်ပါဒုတိယအဆင့်ကပထမအဆင့်မှာမသိလိုက်ပဲနာတာရှိအဆင့်ထိခံစားလာရတဲ့အဆင့်ပါသူကြတော့ကိုကနေသူတစ်ပါးကူးစက်နိုင်တဲ့အထိဖြစ်သွားပြီတေချာမကူရင်အတော်ဆိုးတယ်စစ်ဆေးလို့တေချာသိရင်တေချာကူးရမှာပါတေချာကူးရင်အဆင့်3ကိုမရောက်နိုင်ဘူးအဆင့်3ဆိုတာကတော့ CRD ရဲ့အတိုင်းပဲ AIDS ပေါ့ဗျာသူကစကားကိုဇက်တိုက်ပြောပြီးမောတော်ဟန်နဲ့ခဏငြိမ်သွားတယ်သူစကားကြောင့်ကျွန်တော်လည်းခက်လက်လက်နဲ့သူ့ဘေးကတ်နေမိရကနေခက်ခွာရက်ဖြစ်တယ်သူစကားတွေမှန်ကိုကျွမ်းကျင်တဲ့ဆရာဝန်တယောက်ယောက်မှတေချာဆုံးဖြတ်နိုင်မယ်လို့ကျွန်တော်တွေးမိတယ်အခုကျွန်တော်ကအဆင့်နဲ့ပါဆရာတေချာလည်းကုသလိုမကြခင်မှာလဲမြန်မာပြည်ကိုပြန်တော့မှာပါထပ်ပြောလိုက်တဲ့သူစကားကိုကြားလိုက်တော့မှကျွန်တော်ကပြန်လန်းဆန်းလာတယ်တော်ရီတာဘောလို့ဝမ်းသာစိတ်နဲ့တွေးမိတယ်ကျွန်တော်ပြန်တော့မယ်လို့ပြောတော့ဆရာစိတ်အေးသွားတယ်မဟုတ်လားဟာဟာသူကဘာလို့သဘောကျသွားမှမသိဟာတိုက်ရဲတယ်ဆရာကစာရေးဆရာဆိုတော့စာရီအတော်ဆုံးဖတ်မှာပေါ့တိမ့်ပင်ပြင်းရဲ့တက်ခင်နဲ့ဆိုဆရာဖတ်ဘူးမှာပေါ့အဲ့ဒီစာအုပ်ရေးတာ1938ခုနှစ်ကတဲ့မြန်မာပြည်မှာလူကြီး14တန်းကျော်ရှိတဲ့အထက်က6တန်းကျော်ကစစ်ဖလစ်ဆိုတဲ့ကာလာသားယောဂါပိုးရှိနေတဲ့တချို့ကကို့မှာရှိလို့ရှိမှမသိကြဘူးတဲ့ကျွန်တော်ပြောချင်တာကဆရာရဲ့ကျွန်တော်အခု HIV ပိုးရှိတယ်ဆိုးခဲ့တယ်ပေခဲ့တယ်တွေ့ရလူနဲ့နေခဲ့ပျော်ခဲ့တယ်အခုနောင်တရပြီးပြန်တော့မယ်မြန်မာပြည်မှာတေချာပြန်ကုမယ်ဒါပေမဲ့ဆရာသူကစကားကိုဆက်မပြောဘူးကျွန်တော်တေချာကြည့်နေတယ်သူပြောသလိုပဲသူပြန်တော့မယ်ဆိုတော့ကျွန်တော်စိတ်အေးမိတာအမှန်ပဲဒါ
ဒါပေမဲ့ तू ကဘာကိုထပ်ပြီးအလူမကျနေမှန်းကျွန်တော်မသိဘူးဂျပန်မှာမြန်မာလူမျိုးကြီးအယောက်3သိန်းကျော်ရှိတယ်ဆရာအဲ့ဒီအထက်မှာကျွန်တော်တယောက်ပဲတငယ်ချင်းမဟုတ်ရည်စားမဟုတ်လေရင်တွေ့အဆင်ပြေအတူနေဖြစ်တယ်လို့ဆရာထင်နေတာလားကျွန်တော်ကသူများကိုအပြစ်မပြောပါဘူးဆရာကိုမေးကြည့်တာပါဆရာပြန်ဖြေဖို့လည်းမလိုပါဘူးဒါတွေကအင်းဟုတ်ကျွန်တော်ထပ်မပြောချင်တော့ပါဘူးဆရာသွားတော့မယ်တက်တာသူကကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲဘီယာဘုံကိုသုံးခုကိုယူပြီးကျွန်တော်အနားကနေပျောက်ကွယ်သွားတယ်သူဘယ်ကိုပျောက်ကွယ်သွားတာလဲကျွန်တော်မသိဘူးအမောင်ထဲကိုလားအလင်းထဲကိုလားကျွန်တော်မသိဘူးသူ့မိကုန်းကတော့ကျွန်တော်နားထဲမှာထက်ကကြားနေခဲ့တယ်ကျွန်တော်တယောက်တည်းဖြစ်နေတယ်လို့ဆရာထင်နေသလားတဲ့နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလူကာ